Okay, brother, အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် review လုပ်ပြီးမှာတော့ဒီ Lego Ideas ကထုတ်ထားတဲ့ဒီ Medieval Blacksmith ပေါ့နော်ဒါကတော့ကျွန်တော်တို့1990ဒီ Black Falcon နဲ့ထွက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဆိုရင်ဒီ3နှစ်သမီး Creator Castle နဲ့တူတူဒါပြန်ပြီးတော့တွေ့ရတဲ့ဒီ idea set လေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်သူကတော့ပွင့်နေပြောလို့ရှိရင်ဒီ Castle theme ပေါ့နော်ဒီလိုအရင်ခေတ်ကလိုပုံစံမျိုးပေါ့နော် Medieval era မှာရှိတဲ့အိမ်လေးတွေပုံစံနဲ့သူထုတ်ထားတယ်ကာဆီဘက်တော့တိတ်မရဘူးเนาะဒါက blacksmith ပေါ့လူနေအိမ် modular ပုံစံမျိုးလေးကိုသူကပို့ပြီးတော့သွားထားတယ်ပေါ့နော်ဒီမှာကျွန်တော် mini figure selection နေကြည့်မယ်ဆိုရင်เนาะ mini figure က4កောင်ဒီကျွန်တော်ပါဝင်တယ်ပေါ့နော်ဒီမှာဒီ black falcon ဘက်က knight လေး2កောင်ပါမယ်ပြီးရင်เนาะ blacksmith လေးပါမယ်နောက်ဒီ archer လေးတစ်ယောက်ပါမယ်ပေါ့နော်အဓိကပြောချင်တာကတော့ကိုကဒီလို knight တွေကြိုက်တယ်ဆိုပါကြိုက်တယ်သူတို့ ਨੇ ကိုင်ညီ diorama ဒီနေ့ဓာတ်ပုံတွေရိုက်ချင်တယ်ဖန်တီးချင်တယ်ဒါမျိုးတွေမှာဆိုရင်တော့ဒီ set လေးကအရင်တင်နေရတော့ဗောနော်ကျွန်တော်ဒါလေးကထွက်ခဲ့တာကတော့4နှစ်ဝန်းကျင်လောက်ရှိတယ်4နှစ်တော့မကတော့ဗောနော်5နှစ်လောက်တော့ရှိပြီလို့ကျွန်တော်ထင်တယ်အဲ့လောက်ဝန်းကျင်တော့ရှိသွားပြီဒါကျွန်တော်အနေနဲ့ဆိုရင်တော့ဒါဒုတိယမြောက်ကျွန်တော်ပြန်ပြီးတော့ build လုပ်ဖြစ်တဲ့ set လေးဖြစ်တယ်ဗောနော်ကျွန်တော်အရင်တစ် set ဆက်ဖူးတယ်ဒါနောက်တစ် set ကျွန်တော်ထုတ်ဝယ်ဖြစ်တာဗောနော်အဓိကကတော့နောက်ထပ်retire မသွားခင်လေးမှာကျွန်တော်ပြန်ပြီးတော့ဒီ market ထဲမှာ second hand လေးတွေ့ရတယ်ကျွန်တော်ပြန်ပြီးတော့ရှာပြီးတော့ retire တော့ဖြစ်သွားပြီဒါပေမဲ့ဈေးတက်နန်းလေးနဲ့ရတော့ဆိုတော့ကျွန်တော်လည်းပြန်ပြီးတော့ဆွဲရလိုက်တယ်ပေါ့နော်ဒါတခြားသောသူတွေတော့အဲ့လို custom build တွေဒါမျိုးတွေပါ recover မှာအဲ့လို instruction တွေနဲ့ပြန်ပြီးတော့စောက်ကြမျိုးတွေတော့ရှိတယ်ပေါ့နော်ကျွန်တော်အဲ့လောက်ထိတော့မတော့ရသေးဘူးပြန်ရောက်နေရောက်မှာပြောလို့မရဘူးเนาะအဲ့တော့ကျွန်တော်ဒီ set လေးကိုကျွန်တော်တို့အသေးစိတ် breakdown လေးလုပ်ကြည့်အောင်ဗျကျွန်တော်တို့ဒီ set လေးကိုအတွင်းဘက်ကိုကျွန်တော်မသွားသေးဘူးပေါ့နော်ကျွန်တော်တို့အပြင်ဘက်ကနေကျွန်တော်ပါဝင်တဲ့ mini figure လေးတစ်ခေါက်လေးစီကျွန်တော်ပြပေးပါပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ Falcon Knight ပေါ့နော်သူတို့အတွက်က helmet လေးတွေကျွန်တော်တို့ပါတယ်ဒါကျွန်တော်1990က Black Falcon နဲ့မတူတော့ဘဲနဲ့ပေါ့နော်ဒါသူတို့ပုံပြ detail ကြတဲ့ပုံစံဒီ shield လေးတွေကစပေါ့နော်ပုံပြ detail ကြပါပုံစံကျွန်တော်မြင်ရမယ်ပေါ့နော်ဒါဒုတိယမြောက်ကတော့ဒါ blacksmith ကြီးပေါ့နော်blacksmith ကတော့ဒါကျွန်တော်တို့ပုံမှန် CT figure မှာတွေ့ရလေရှိတဲ့ပုံစံမျိုးလေးတွေနဲ့ပုံစံနဲ့ဒီ6လေးတွေဒီတော်ဆိုလေးဆိုရင်သူကဒါ common ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒါသူ့အနေနဲ့သူတော့တော်တော်လေးထားကြရချစ်စရာကောင်းတဲ့ figure လေးတစ်ယောက်တော့ဖြစ်တယ်ပေါ့နော်နောက်ပြီးရင်တော့ကျွန်တော်ဒီဖက်မှာပေါ့နော်ဒီဖက်မှာဒါကတော့နောက်ထပ် black falcon knight ပဲပေါ့နော်နေတဲ့ဘောပုံကြီးတွေ heavy ပဲဒီမှာသူက armor ရဲလုံးဝအပြည့်စုံတယ်ပေါ့နော်ဒီလိုမျိုးလေးလာတယ်နောက်ပြီးသွားရင်ဒါတော့ archer ပေါ့နော် archer ကတော့ကျွန်တော်တို့ပွင့်လင်းပြောရရင်တော့ဒီ forest man တွေပုံစံမျိုးလောက်ထိတော့မလန်းဘူးဒါပေမဲ့သူကနေသူဒီသူ့တော်ဆိုလေးတွေဗာလေးတွေတော်တော်လေးချစ်စရာကောင်းတယ်ခြေထောက်လေးဆိုလေသူကလုံးဝ fully paint တယ်ပေါ့နော်နှစ်ပိုင်းသူအဲ့လိုမျိုးလေးလောက်ထားပြီးတော့နော်အဲ့လိုလိုရှိတယ်နောက်ပြီးတော့ကျွန်တော်ဒီဘက်မှာတော့ဒါဒီ husky ခွေးလေးတစ်ကောင်ပါတယ်ပေါ့နော်ပြီးသွားရင်ဒီမှာဒီလဲလေးဆဲဖို့အတွက်ကျွန်တော်မြင်းလေးတစ်ကောင်ပါတယ်မြင်းကလည်းကျွန်တော်တို့ဒါဟောတဲ့အစ်စ်ကောင်ကသူကအယောင်လေးရတယ်တော်တော်လေးလှတယ်နော်ဒီပါကျွန်တော်တို့ကြည့်လိုက်အောင်အယောင်လေးရတယ်သူကတော်တော်လေးလှတယ်မြင်းလေးဖြစ်တယ်ပေါ့နော်ဟောလို့ခေါ်ပါ10 color လားမသိဘူးကျွန်တော်တို့6လို့ရတယ်ကိုယ်လို့ရတယ်သူရဲ့ printing ပိုင်းကတော်တော်လေးကောင်းတယ်ပေါ့နော်ဒါတော်တော်လေးmini figure ဘိုင်းကတော့တော်တော်ဆင်ပြေတဲ့ set တစ်ခုတော့ကျွန်တော်အကြမ်းမြင်ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော် personal အမြင်ထပ်ပြောရရင်တော့ဒီထက်ကိုပို့ပြီးတော့ mini figure လေးပို့ပိုင်းတော့ပိုကောင်းမှာပေါ့နော်ဒါကျွန်တော်တစ်ဖက်အမြင်ပါကျွန်တော်တော့ပြီးရင်တော့ဒီမှာလဲလေးတစ်ခုပါတယ်ပေါ့နော်လဲလေးဆိုရင်ဒီမှာဘေးမှာ black falcon ရှိလေးပါမယ်ဒီမှာအတွင်းကတော့ဒီမှာပစ္စည်းထုတ်လေးတစ်ခုပါမယ်ဘေးမှာဆိုရင်ကျွန်တော်မီးအိမ်လေးပါတယ်ပေါ့နော်ဒါလေးကတော်တော်လေးတော့ထားကြတယ်ဒါကတော့ပြင်ပန်းကျွန်တော်မြင်ရတဲ့ဟာလေးပေါ့နော်ကျွန်တော်ပြင်တော့တွင်မှန်တစ်ခုစီလိုက်ပြီးတော့ရှိုးလိုက်ရအောင်အဲ့တော့ကျွန်တော်တို့ set လေးကိုကျွန်တော်တို့တစ်ခုစီမရိုက်ခင်ပေါ့နော်ကျွန်တော်ပြင်ပန်းလေးကိုရင်ပြဒီမှာဆိုရင်ကျွန်တော်တို့အပင်လေးလည်းပါတယ်ပေါ့နော်အပင်ပါတယ်ဒီဘက်အတွင်းထဲမှာဆိုရင်ကျွန်တော်တို့ဒါထင်းလေးတွေရောအဲ့လိုမျိုးစုံစုံလေးပူပါတယ်ပေါ့နော်ဒီဘက်ချင်းဆိုရင်ဒါကတော့နောက်ဘက်ပေါ့နော်သူကဒီဘက်မှာတော့2 2ဘာမှသိမရှိဘူးဒါပေမဲ့သူကဒီဘက်ထဲ item တွေကမြင်ရအောင်လို့သူကလင်းအောင်လေးဖောက်ပေးထားပါတော့အဲ့ဒါကတော်လေးထားကြတယ်ဒီ photography ဘိုင်းသွားခြင်းနဲ့ဘာသာရေးဆိုတော့ဒီ set လေးရဲ့ကြိုက်ပေါ့နော်ဒီဘက်ဘေးမှာဆိုရင်ကျွန်တော်တို့ဟိုလေးရှိမယ်ရွှေဖြုံသီးလေးတွေဒါအသီးနှံစိုက်ခင်းလေးရှိမှာနော်အမှန်တော့ပုံမှန်ဆိုရင်တော့မီးတွေလင်းနေပေါ့နော်ကျွန်တော်ကတော့ဒါsecond hand လေးဖြစ်တယ်ကြာလေးကြာပြီဆိုတော့အဲ့ဒီဘိုင်းကတော့ကျွန်တော်ပြန်မလုပ်ကြည့်ရသေးဘူးကျွန်တော်ပုံမှန်ကြည့်မယ်ဆိုရင်ဒီမှာ
ဟောလေးမိခိုးခေါင်းနိုင်လေးတွေဒါမျိုးလေးပါမယ်ပေါ့နော်ဒီအမိုးလေးကကျွန်တော်အကုန်ဖွင့်လို့ရတယ်ဗျဒီဘက်ချမ်းကနည်းနည်းလေးဖွင့်ရခက်လို့ပေါ့နော်ကျွန်တော်တယောက်တည်းလက်တစ်ဖက်နဲ့လေးဖြစ်တယ်ဆိုတော့ဒီဘက်ကနေကျွန်တော်ဖွင့်ပြပေးပါမယ်အဲ့တော့ပထမဆုံးအမိုးလေးကိုကျွန်တော်ဖွင့်နေထိမြင်ရအောင်နော်ဒါကတော့ဒီ blacksmith ကြီးရဲ့ခန်းပေါ့နော်ဆရာသမားသူကအိမ်ကကောင်းကောင်းနဲ့နေရသေးတာသူရဲ့အိမ်ရာလေးရှိမယ်ဒီဘက်အတွင်းဘက်မှာဆိုရင်ဒီမှာ once upon a time တဲ့အဲ့လေဒီမှာသူစာရေးတဲ့ခုံလေးရှိတယ်ဟိုဘက်နောက်ဘက်မှာမီလင်းဖို့လေးလည်းပါတယ်နော်ဒီဟာကလည်းတကယ်တော့ဒီမှာ mini figure ကိုဖယ်လိုက်မယ်ဆိုသူကကျန်းခင်းမှာတော့ဘုံဘုံတည်ရခင်းထားတဲ့ပုံစံနော်ဘုံဘုံတော့မှလို့ကြားလို့ကတော့အဲ့လိုမျိုးခင်းထားတဲ့ပုံစံလေးတွေမြင်ရမှာနော်ဒါတော့ဒုတိယထပ်ကဒီပထမဆုံးအပေါ်ဆုံးတက်ပေါ့နော်အပေါ်ဆုံးတက်မှာထားတယ်ဒီ blacksmith လေးရဲ့နေရာလေးဖြစ်တယ်ပေါ့နော်ကျွန်တော်နောက်ထပ်ထပ်ကြည့်လိုက်အောင်ကျွန်တော်တို့ဒါကတော့ဒီပေါ်ဆုံးကဒီဟိုဖယ်လိုက်တဲ့အချိန်မှာကျွန်တော်မြင်ရတာပေါ့နော်ဒီလိုမျိုးလေးရှိတယ်ကျွန်တော်ဒီဘက်တကားလေးကျွန်တော်ဖွင့်ကြည့်တော့လည်းရတယ်ပေါ့နော်တကားလေးဖွင့်ပေးမယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အတွင်းကတခြားလေးမြင်ရတယ်ပေါ့နော်ပြီးရင်ဒီမှာတကားနောက်ထပ်တစ်ချက်ရှိတယ်ဆိုတော့ကျွန်တော်ဒီကနေလည်းလမ်းချိုးလို့ရတယ်အရင်ရောမြင်ရပါတော့အဓိကတော့ကျွန်တော်ဒီမှာထဲမှာသမင်းစားစပွဲလေးတွေမျိုးကြောင်ရှိမှာပေါ့နော်ဒါသူ့ရဲ့ထိုင်တာပေါ့ဘေးကြီးက forever လုံးနဲ့တူဆိုတယောက်တည်းနေတာသူ့မှာစပွဲကုံလေးနဲ့ဖင်နိုင်ကုန်းတစ်ခုတည်းရှိတယ်ပြီးတော့သူကဒီမှာမုံလာဥဆိုရင်လေးလက်စားလေးပေါ့နော်ဒီမှာဓားလေးတွေရောတဲဦးလေးတွေရောပါတယ်ဒီမှာအိုးထဲမှာလည်းတဲထားလေးရှိတယ်ပေါ့နော်ဒါဒုတိယထပ်ပေါ့နော်ဒါက dining room လေးပေါ့နော်ဒါ blacksmith ကြီးတစ်ပွေတည်းနေတဲ့ dining room လေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဒုတိယထပ်လေးကိုဖယ်ပြီးမှမြင်ရတဲ့အောက်ဆုံးပါပေါ့နော်ဒါကတော့ armory ပေါ့ဒီမှာ armory သူထုတ်လုပ်နေတာရှိတယ် helmet တွေရှိမယ်ဒီဘက်မှာမီးသွေးတုံးတွေလည်းရှိတယ်ညာလုံးဝဒီတည်းကဒီဆက်လေးကဒီ data အကြတယ်ဗျကျွန်တော်ပြောလို့ဆိုတော့ဒီမှာအတွင်းဘက်မှာဆိုရင်မီးလင်းဖို့တွေရှိမယ်ဒီမှာ black falcon ဒိုင်းရှိမယ်ပေါ့နော်ပြီးရင်ဒီမှာဒီဘက်ထဲမှာဆိုရင်ကျွန်တော်တပြက်စီးလေးတွေတူလေးတွေခေါ်ပြားလေးတွေဒါမျိုးပေါ့နော်တက်တက်ရဲ့ဒီချာလေးထည့်ထားတယ်ဒီလေမှာဆိုတော့ဒါကသူဟိုတန်ဟိုဟာပေါ့နော်မီးဖုတ်ထားတဲ့ဟာပေါ့နော်ပြီးရင်ကျွန်တော်ပြန်ပြီးတော့ပပဲပြန်လုပ်တဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီသူကဒီ date ကြလေးနဲ့ထည့်ပေးထားတယ်တော့မြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကတော့ဒါကျွန်တော်တို့အတွင်းခန်းနေအကုန်လုံးပေါ့နော်ဒီမှာဆိုရင်တကားလေးကျွန်တော်တို့ဖွင့်လို့ရတယ်ဒါနဲ့တိုက်တယ်ဗျကျွန်တော်ဆက်တော့ရမယ်နည်းနည်းလိုသွားလားမသိဘူးနည်းနည်းလှည့်ပေးလိုက်မယ်လို့ဆိုရင်တော့ဖွင့်လို့ရတယ်အဲ့တော့ဒါကတော့တကားလေးတွေပါလေးနေပေါ့နော်တော်တော်လေးတော့ဟိုဒီဒေးကြတယ်မော်ဂျူလာအနေနဲ့ဓာတ်ပုံရိုက်ဖို့ဆိုရင်လည်းတော်တော်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်ဒီဘက်ပနေမောက်တွေဆိုလည်းဖွင့်လို့ရတယ်ကိုကဘယ်လို short ရိုက်ချင်ရောဒီဘက်ကနေပနေမောက်ထဲကနေလှမ်းရိုက်မလားပေါ့နော်ဒါမျိုးဆိုရင်လည်းသူကအပေါ်ထပ်တွေဖယ်လိုက်ရင် lighting ကောင်းကောင်းလေးရရတဲ့အတွက်ကြောင့်မလို့ကိုmini figure photography ကောင်းကောင်းလေးလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့အပင်လေးကြည့်ရင်လည်းတော်တော်ဒီဒေးကြတယ်တော့ပင်ပေးမှဆိုရင်မြပြစ်လေးချင်းနဲ့ target တွေပဲနဲ့ဒါမျိုးလေးတွေလည်းပါတယ်ပေါ့နော်အဲ့တော့ဟိုဒီမှာအောက်မှာဆိုရင်ရေတွင်းလေးတစ်ခုလည်းပါတယ်ပေါ့နော်ပြောရလို့ရှိရင်တော့နည်းနည်းလေးတော့သူကအခုချိန်မှာတော့ဈေးလေးနည်းနည်းလေးတော့မြောက်တယ်ဆိုပေမဲ့ဒီ castle fan တွေ castle တွေကြိုက်တဲ့ဘာသာတွေတော့ကတော့ချိန်မိတယ်ဆိုရင်လည်းဝယ်ထားတဲ့ set တွေထဲမှာပါတယ်ပေါ့နော်အဲကျွန်တော်ဒါလေးပြန်တက်နေတာပါတယောက်တည်းဆိုတော့ okay ဒီလိုမျိုးလေးပေါ့နော် sorry ဒီဘက်လေးပြန်တက်လာအောင် okayဒါမျိုးလေးမြင်ရအောင်နော်သူကတော့အဲ့လိုအဖြုတ်တက်လုပ်လို့ရအောင်လို့piece တိုင်းကိုတော့သူကအဲ့လိုခက်ရှင်းပုံစံမျိုးလေးပဲသူလုပ်ထားတာနော်ဒါလေးဆိုနည်းလေးတော့ distance လေးဟာနေရှိတယ်ဒီဘက်လေးကျွန်တော်ဖိလိုက်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာတတိယထပ်လေးကျွန်တော်ပြန်တက်ပြီးမှာပေါ့နော်သူကဒီမျိုးဖြစ်မယ်နဲ့ဒီမျိုးလည်းမဟုတ်ဘူးပြောင်းပြန်လေးလဲရမယ်ဒီမှာအဲ့တော့မှသူရဲ့မီလင်းဖုန်းနဲ့ဟိုနဲ့ပတိလို့ကြာတော့ပေါ့နော်ဒါလေးနည်းနည်းလေးတော့သူကတက်ရတော့ဟောဖြစ်တယ်ဒီမဲ့ကျွန်တော်အခုလက်တစ်ဖက်တည်းနဲ့လောက်တာမှအဆင်ပြေပါတယ်ကျွန်တော်ဒီမှာဒါလေးကတော့သူအထဲမှာအတွင်းဘက်မှာထစ်လေးပါတယ်ပေါ့နော်တက်ရတော့လွယ်တယ်blacksmith ကြီးအထဲမှာကြံခဲ့ပြီအဲ့တော့သူပြီးမှကျွန်တော်ပြန်ထုတ်ပြီးလိုက်တာအဲ့အိမ်လေးကိုကျွန်တော်ပထမတွေလည်းပုံဖွင့်လာအောင်နော်ဒါမျိုးလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာမြင်းလေးတွေ sorry နောက်မြင်းလေးတွေနဲ့ဒီဖက်မှာဆိုရင်
Falcon Night လေးနှစ်ကောင်ပေါ့နော်ဒါလေးပါမယ်အခြားလေးတွေနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ slide ကြီး blast ကြီးကတော့အထဲမှာကျန်နေပြီ husky လေးလည်းပါမယ်ဆိုတော့ဒါကျွန်တော်တို့ set လေးဒီနေ့ review လေးကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်တို့အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ် brother တွေကျွန်တော်ဒီထက်ပိုကောင်းတဲ့ quality နဲ့လည်းကျွန်တော် review တွေထပ်ပြီးတော့လုပ်ပေးနေအောင်ကျွန်တော်စူးစမ်းနေပါတယ်ကျွန်တော်YouTube မှာလည်းတင်ပေးထားဖြစ်တဲ့အတွက်ကျွန်တော် channel လေးတွေအကုန်လုံး like and follow လေးလုပ်ပေးခြင်းအပြင်